ရှေ့ချမ်းနော်အမကနောက်ချမ်းကိုဇစ္စာခောက်လိုက်တယ်နော်ဇစ္စာခောက်ပြီးတော့မှရှေ့ချမ်းကိုဒီလိုမျိုးထပ်ပြီးတော့ညှက်လိုက်တယ်နော်ဒါရှေ့ချမ်းမှာကြတော့အမကလေပင်ကိုဒီပခုံး9မှုတွဲမဲ့နေရာကဖယ်ပြီးတော့ပြန်တိုင်းမယ်လေးလက်မအကျယူထားတယ်ရှေ့လေပင်နော်ရှေ့လေပင်ကိုလေးလက်မအကျယူမယ်ခလီးဆိုတော့ရင်အကွာကမတို့ရင်အကွာကနော်3လောက်ယူမယ်ယူပြီးတော့ဒီပခုံး9မှုတွဲမဲ့နေရာနေဖယ်ပြီးတော့အမတို့ရင်ကြကိုတိုင်းမယ်သူကရင်ကြက8နော်8ဆိုတော့8နေရာလေးမှာအမှတ်လေးတစ်ချက်မှတ်မယ်နော်ရင်အကွာက3နေရာမှာဒီစုံမလေးမှာအမှတ်တစ်ခုမှတ်မယ်နော်ခါကသူကဆက်ခါရှိရ73နဲ့သွားမယ်73နဲ့သွားမယ်ဆိုတော့ရင်ကြနေရခုန8နေရာမှာမှတ်ပြီးတော့73နေရာမှာအမှတ်တစ်ခုထပ်မှတ်မယ်ခတ်တဲ့နေရာမှာအမှတ်တစ်ခုထပ်မှတ်မယ်ဆွဲမယ်နော်ညစ်ကြောင်ဆွဲမယ်ဆွဲပြီးရင်အမတို့ခါ73နေရာမှာခလီးဆိုတော့ဟိုဘက်9မှုဒီဘက်9မှုပဲယူမယ်ဟိုဘက်9မှုဒီဘက်9မှုယူပြီးတော့ထောက်ဆွဲမယ်ဒီနေရာမှာဖောင်းရင်လည်းရတယ်နော်ရှင်နေရာမှာဖောင်းရင်လည်းထောက်လေးနည်းနည်းပို့ယူရမယ်အောက်က9မှုဒီဘက်9မှုဒီဘက်9မှုနော်အမကလေဘင်းကိုဒီအမက3လက်မဆိုတော့အမတဝက်ထောက်ရမယ်ရင်းတစ်ချောင်းဆွဲမယ်နော်ဒီပုံလေးသွားမယ်ပြီးမှအမခတ်ထောင်ပတန်လေးရတစ်ခါထပ်ပြီးတော့ပြပေးမယ်နော်မြင်ရလားမသိခလေးဆိုရင်အမတို့ကဒီချိုင်းက6လက်မရှိတယ်6လက်မရှိရဆိုတော့အမက3လက်မတဝက်မှာမလုပ်ထားတယ်အမှတ်မှတ်ထားတယ်နော်ပြီးအမတို့က9မှုလောက်ချိုင်းနှိုက်ပေးမယ်နော်9မှုလောက်ချိုင်းနှိုက်ပေးမယ်9မှုလောက်ချိုင်းနှိုက်ပေးမယ်နော်